မောင်ရီဒီနေ့မောင်ကြိုက်တဲ့ဝက်ကောင်းသားဟင်းလေးရှက်ထားတဲ့နော်လို့သာဖုံးဆက်လိုက်တယ်ရုံစင်းချိန်တော့မရောက်သေးဘူးမောင်ပြန်လာခြင်းပြီးတဲ့လေရုံစင်းချိန်လမ်းမှာတဝေထိုးနေမှာဆိုလို့သူကြိုက်တဲ့ဟင်းတွေရှက်ပြီးတော့ပဲဖုံးဆက်ပြောတော့တယ်ဒါဆိုသူရုံစင်းနာနဲ့တန်းပြီးပြန်လာတော့တာပဲဝက်ကောင်းသား30သား9500ဘူးကိုတဝက်ခွဲပြီးတော့3ထပ်သားလေးနဲ့ရောရှက်မှာဖြစ်ပါတယ်ဒီတခါတော့စီးတက်ပြီးတော့မရှက်ဘူးနော်ဒီနီးလေးနဲ့ရှက်ထားလဲအရန်စားလို့ကောင်းတယ်မယုံရင်လိုက်ရှက်ကြည့်ပထမဦးဆုံးจิตတုံဒီจิตတုံပြူများများလေးရဲ့မြို့သီးခွဲချမ်းမှုန်လေးရဲ့အယောင်တင်မှုန်လေးရဲ့ငပိလေးရဲ့ကိုရောထောင်းလိုက်တယ်ရေစစ်တန်းစင်ထားတဲ့ဝက်သားတွေတဲ့ကိုမြို့သီးจิตတုံပြူจิตတုံဒီငပိရောထောင်းထားတာရဲ့စားအချုံမုံတို့ရဲ့စနင်းမုံတို့ရဲ့နဲ့ရောနယ်ပြီးတော့နိုင်ဝက်တနာရီလောက်ကိုအဲ့လိုမျိုးလေးတိတ်ထားလိုက်တယ်အရသာတွေနယ်ပြီးတော့နိုင်ဝက်တနာရီလောက်ထားလိုက်တဲ့အခါကျတော့လေအရသာတွေပိုစိတ်ဝင်ပြီးတော့ပိုစားလို့ကောင်းတယ်ပြီးရင်တော့စီးတက်မယ်ပေါ့နော်သူတို့ကိုရေမထက်ခင်အရင်ဆုံးလုံးသွားတဲ့အထိကိုစီးတက်ပေးမယ်သူတို့အထဲမှာပါတဲ့ရေတွေကုန်သွားပြီးအသားတွေတေးသေးချာချာလုံးသွားပြီဆိုရင်တော့ရေထည့်ပြီးတော့အဖုံးအုပ်တယ်ပေးလိုက်တယ်ဝက်သားကိုတော့ဤဘိုက3ရေလောက်ရှက်ပါတယ်အခုဆိုရင်တော့မောက်အကြိုက်ဝက်ကောင်းသားဟင်းလေးရပါပြီကဲအိရှင်မတို့ရေရှင်တို့ယောက်ျားတွေကိုရောရုံးစင်းချိန်တဝေထိုးမနေအောင်ဘယ်နည်းတွေသုံးကြလဲရှင်